လူတယောက်ရဲ့မနာလိုဝင်တိုစိတ်ကဘလောက်ကြောက်ဖို့ကောင်းတယ်လဲကိုယ့်ရဲ့အရေးဖြစ်ခဲ့တဲ့သူကကိုယ့်ရဲ့နေရာကိုအစားထိုးဖို့ကြိုးစားလာတဲ့အခါသွေးသားရင်ချညီမချင်းဘလို့ရက်ဆက်မှုတွေဖြစ်လာနိုင်တယ်လဲဝေးလံတဲ့တောင်ပေါ်မျိုးလေးတစ်မျိုးကမြူနင်းနေကြမှာပုံကွယ်နေတဲ့သွေးဆွငခဲ့တဲ့လှုပ်ဝက်ချက်တစ်ခုအခုတင်ဆက်ပေးမှာကတော့မှန်သေးကအမွားဆိုတဲ့horror ဇာတ်လမ်းလေးပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဝေးလံတီခေါင်ပြီးအမြဲတမ်းမြူရီဆိုင်နေတတ်တဲ့တောင်ပေါ်မျိုးလေးတစ်မျိုးအဲ့ဒီမှာနင်းယူနဲ့နင်းဆူးဆိုတဲ့အမွာညီမနှစ်ယောက်ရှိကြတယ်အမဖြစ်သူနင်းယူကကန်ဆိုးစွာနဲ့မျက်စိမမြင်ရှာဘူးဒါပေမဲ့သူမမှာနတ်သက်ကြွေတလားထင်ရတဲ့အလှပနဲ့နှက်ကလေးတွေငေးရတော့တဲ့သချင်းဆိုတန်လေးရှိနေတယ်ညီမဖြစ်သူနင်းဆူးကတော့အမရဲ့အရေးလိုပဲဘယ်သွားဘာလို့အမြဲတမ်းအနားမှာရှိနေပေးရသူပေါ့ဒီနေ့မှာတော့အဲ့ဒီမြို့လေးကိုသူငယ်ဆရာဝန်တူရောက်လာခဲ့တယ်သူကနင်းယူရဲ့မျက်စိကိုပြန်မြင်အောင်ကုသပေးနိုင်တဲ့ဆရာဝန်လေးပေါ့ကုသရင်းနဲ့ပဲဆရာဝန်လေးနဲ့နင်းယူတို့ကတယောက်ကိုတယောက်ချစ်မိသွားကြတယ်ဒါပေမဲ့အဲ့ဒီအချစ်ကပဲကြောက်စရာကောင်းတဲ့မနာလိုစိတ်တွေကိုဝေးဖွားပိတ်လိုက်တာပါညီမဖြစ်သူနင်းစုရဲ့ရင်ထဲမှာမီးတွေတောက်လာတယ်အမသာမျက်စိမြင်တော့ရင်ငါ့ကိုလိုအပ်ပါအောင်မလားဒီလူပညာတဲ့ဆရာဝန်ချောချောလေးနဲ့လက်ထပ်ပြီးသူတို့ပဲပြပြနေကြတော့မှလားဆိုတဲ့အတွေးတွေကသူမကိုမိစ္ဆာတယောက်ဖြစ်ပြောင်းလဲလိုက်ပါတယ်ခွဲစိတ်မှုလုံးမဲ့အဲ့ဒီညပေါင်မိုက်နေတဲ့လေကားချိန်မှာနင်းစုကစောင့်နေခဲ့တယ်ခြေတံကြားယုံနဲ့မိမိကိုယုံကြည်အားကိုးနေတယ်အမဖြစ်သူကိုမညမတာတွန်းချလိုက်ပါတယ်နင်းယူရဲ့ခန္ဓာကိုယ်ဟာလေကားချေရင်မှာတွေးရိုင်နဲ့လဲကျသွားပြီးပွဲချင်းပြီးဆုံးသွားခဲ့ရှာတယ်ဒါပေမဲ့နင်းစုကတော့မတုံ့လို့ပါဘူးသူမမှာရက်ဆက်တဲ့အစီအစဉ်တစ်ခုရှိနေပါတယ်သူမဟာအမရဲ့ဘဝကိုရဖို့အတွက်ကိုမျက်လုံးထဲကိုအဆစ်နဲ့လောင်းထည့်ပြီးအမလိုပဲမျက်မမြင်ဖြစ်ဟန်ဆောင်လိုက်ပါတော့တယ်ဆရာဝန်လေးကတော့ဘာမှမသိရှာပဲဝမ်းနဲ့ပူဆွေးနေတဲ့ဟန်ဆောင်ထားတဲ့အနည်းစုကိုနင်းယူအမတ်နဲ့ကျင်နာစွာကွဲစိတ်ကူတာပေးခဲ့ပါတယ်ပတိဖြေတဲ့နေ့မှာနင်းစုဟာအောင်းနိုင်သူဖြစ်ပြုံးပြီးမှန်လေးကိုကြည့်လိုက်ပါတယ်ဒါပေမဲ့သူမမြင်လိုက်ရတာကသူမရဲ့မျက်နှာမဟုတ်ဘူးမှန်ထဲမှာမြင်နေရတာကသွေးတန်ရေးရေးနဲ့လေပင်ကျိုးနေတဲ့အမဖြစ်သူနင်းယူရဲ့မျက်နှာကြီးနင်းယူကအမှန်လေးကနေသူမကိုစိုက်ကြည့်နေတယ်နင်းစုဟာကြောက်လန့်ကြအော်ဟစ်ပြီးမျက်လုံးတွေကိုပြန်ပိတ်လိုက်ပြီမယ်ထူးဆန်းတာကမျက်လုံးပိတ်ထားတဲ့အမဖြစ်သူရဲ့အဲ့ဒီသွေးဆူနေတဲ့ပုံရိပ်ကသူမရဲ့အမြင်အာရုံထဲမှာအမြဲတမ်းရှိနေပါတော့တယ်အခုဆိုရင်နင်းစုဟာအမရဲ့ချစ်သူနဲ့လက်ထပ်ထားရပေမဲ့သူမအတွက်ငရဲကအိမ်ထိရောက်လာပါပြီသူမဘယ်တော့မှအိတ်လို့မရတော့ဘူးမျက်လုံးတွေမိတ်လိုက်တိုင်းမှန်တဲ့ကိုကြည့်လိုက်တိုင်းသူမတက်ခဲ့တဲ့အမဖြစ်သူကနာနာကပ်ပြီးတူတူလေးပြောနေတတ်ပါတယ်နင်းစုငါမျက်လုံးတွေပြန်ပေးပါငါဘဝကိုပြန်ပေးပါတဲ့တခြားသူရဲ့ဘဝကိုမတရားရယူခဲ့တဲ့နင်းစုအတွက်တော့အဲ့ဒီအမြင်အာရုံတွေဟာစုလည်းမဟုတ်ပဲထောက်ရခံစားရမယ့်အကျဉ်းစာတစ်ခုပဲဖြစ်ပါတော့တယ်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာရသဆောင်ဇာတ်လမ်းတွေနဲ့ horror ဇာတ်လမ်းတွေကိုနားဆင်ဖို့အတွက် short story ပိုင်း channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့